ကျောင်းမှာကြောင်လေးတွေမွေးထားကြတယ်ကြောင်လေးတွေမွေးထားတော့ဒီကြောင်လေးတွေနဲ့တခါစကားပြောတယ်မနဲ့ဆိုရင်ဒီကြောင်နဲ့သီလရှင်နဲ့ကစကားပြောနေတယ်ဘယ်ကမှန်းတရားဓမ္မတွေရောက်နေပါမလဲကြည့်ရင်ဒီကြောင်နဲ့သီလရှင်တွေကစကားပြောနေကြတယ်ကြောင်ကတော့ဘယ်ပြန်ပြောမလဲဒီသီလရှင်ကဒီကြောင်ကိုသွားစကားပြောနေတယ်ဒါလို့မလားရောက်ကြလို့အဲ့ဒါကြောင်ကိုဘလောက်ထိအောင်ဆွဲလန်းတယ်လဲဆိုရင်ကြောင်ကိုအရင်ကျွေးတယ်ဘုန်းကြီးနောက်မှကတ်တယ်အဲ့လိုဖြစ်လာတယ်ဘုန်းကြီးနောက်မှကတ်တယ်ကြောင်အရင်ကျွေးတယ်ကြောင်ကလည်းယောဂီတို့ဒီကောင်းပြီဆိုတဲ့ဒီပဇွန်ကြောက်ကြီးတွေဝယ်ပြီးတော့ကျွေးရတယ်ဒီကြောင်ကလည်းအဆင့်တော်မြင့်နေအဲ့ဒီပဇွန်ကြောက်ကောင်းပြီအဲ့ဒီခေတ်တုန်းက9000တန်လောက်ဆိုရင်တော်ကောင်းရတယ်အဲ့ဒါတွေကြည်ညက်နေအောင်ထောင်းပြီးတော့ဒီကြောင်ကိုပဇွန်ကြောက်ကျွေးရတယ်ဘုန်းကြီးလက်ဖက်ခွက်ထဲရောက်တော့မာဘိဆိုတဲ့ပဲလှော်ကြီးတွေထည့်ပြီးတော့အဲ့လိုကတ်တယ်ဘုန်းကြီးတွေဝါရတာသွားတွေရိုင်နေပြီးတော့အဲ့လိုဖြစ်ရောတော့နားလည်းပြီနော်ငယ်ငယ်တော့ကဦးဇင်းတို့ကိုရင်ဘဝလောက်တော့အဲ့ဒါတွေကျောင်းမှာကြောင်လေးတွေမွေးထားကြတယ်ကြောင်လေးတွေမွေးထားတော့ဒီကြောင်လေးတွေနဲ့တခါစကားပြောတယ်မနဲ့ဆိုရင်ဒီကြောင်နဲ့သီလရှင်နဲ့ကစကားပြောနေတယ်ဘယ်ကမှန်းတရားဓမ္မတွေရောက်နေပါမလဲကြည့်ရင်ဒီကြောင်နဲ့သီလရှင်တွေကစကားပြောနေကြတယ်ကြောင်ကတော့ဘယ်ပြန်ပြောမလဲဒီသီလရှင်ကဒီကြောင်ကိုသွားစကားပြောနေတယ်ဒါလို့မလားရောက်ကြလို့အဲ့ဒါကြောင်ကိုဘလောက်ထိအောင်ဆွဲလန်းတယ်လဲဆိုရင်ကြောင်ကိုအရင်ကျွေးတယ်ဘုန်းကြီးနောက်မှကတ်တယ်အဲ့လိုဖြစ်လာတယ်ဘုန်းကြီးနောက်မှကတ်တယ်ကြောင်အရင်ကျွေးတယ်ကြောင်ကလည်းယောဂီတို့ဒီကောင်းပြီဆိုတဲ့ဒီပဇွန်ကြောက်ကြီးတွေဝယ်ပြီးတော့ကျွေးရတယ်ဒီကြောင်ကလည်းအဆင့်တော်မြင့်နေအဲ့ဒီပဇွန်ကြောက်ကောင်းပြီအဲ့ဒီခေတ်တုန်းက9000တန်လောက်ဆိုရင်တော်ကောင်းရတယ်အဲ့ဒါတွေကြည်ညက်နေအောင်ထောင်းပြီးတော့ဒီကြောင်ကိုပဇွန်ကြောက်ကျွေးရတယ်ဘုန်းကြီးလက်ဖက်ခွက်ထဲရောက်တော့မာဘိဆိုတဲ့ပဲလှော်ကြီးတွေထည့်ပြီးတော့အဲ့လိုကတ်တယ်ဘုန်းကြီးတွေဝါရတာသွားတွေရိုင်နေပြီးတော့အဲ့လိုဖြစ်ရောတော့နားလည်းပြီနော်ငယ်ငယ်တော့ကဦးဇင်းတို့ကိုရင်ဘဝလောက်တော့အဲ့ဒါ